အဲ့ခဲလို့မရအောင်အဲ့ဒါဒီမှာစားလို့ရအော်ငါမာပြီးဆောက်ချက်ခွဲခါဟမ်နေတော့ဒီနေ့မြေကိုဒီမှာတောင်းမယ်ဒီနေ့ကတော့ဖိတ်သားကိုစီးဖွေနဲ့ခွေးကွာနေတော့ကြာနေမလို့ပင်လယ်စာရေးအစုံရှိရဆိုင်ခေါ်မှာဖြစ်ပါတယ် Let's go အပူတော်လေးရောတကားပဲဖွက်ခိုင်းပြီလို့ရောက်ခမကြီးမြေလဲငါ့ကိုညွန်ညင်အောင်မယ်ကတက်မလားစာရေးဆိုတဲ့နေရာဆိုတော့အားလုံးတည့်တဲ့အတိုင်းစီးဖို့စီးပြီးပါလို့ရှင်မိမိတို့ခုစားပြတာတော့ဆယ်မွန်လာပါပက်ကီလေးဆယ်မွန်လာပါပက်ကီယူလို့ရှိရင်စားကန်ဒီမှာရှက်ကိုယ်တိုင်လာပြီးတော့ဆယ်မွန်လက်ဆက်တွေကိုဒီလိုတီးပေးတာအရသာအရန် fresh ဖြစ်ပြီးတော့ဆယ်မွန်တက်တဲ့လူတွေဆိုကွက်တီစားကြပါအောင်ရှင်စားကောင်းကောင်းတဲ့နေရာလုံးစားလှည့်ဒီတစ်ပကံလုံး9မိနစ်တောင်မကြာဘူးကိုယ်ထိုက်ယူမယ်နော်နောက်တစ်ပကံလည်းထွက်ဆွဲပြီးတော့2ယောက်လုံးဆယ်မွန်ကြီးမဲ့စားနေလို့ဖြစ်သေးဘူးဆိုပြီးတော့ဖတ်မွေပါတော့မယ်အမျိုးပေါင်း300ကျော်တောင်ရှိဟောင်းရေခဲမုတ်တရေကထုံးစံတိုင်းရေခဲမုတ်တန်းကိုပဲရင်ပြီးပါတယ်ခဲစီကတော့ပင်နေရလဲထားပေးထားတော့တောင်းတရတယ်လို့ပါပဲတင်တောက်စားတွင်းနေရလဲဆော့တွင်းနေတာအေကိုဟောစုံနေအောင်ထားပေးထားပေးမယ်လေအေကိုဟောဆက်ရှိနေမပြည့်ရင်တော့ပါဆိုတော့ခဲ့လိုက်ရပါဘူးအခုမှပဲရောက်ထဲကအပီဆွဲမဲ့လို့အားတင်ထားတဲ့ပစွန်စီကိုရောက်တော့တယ်ပစွန်နေလက်မလက်ကတော့အမှပဲကြည့်လိုက်တော့အမပစွန်ရင်းနေတော့တရုတ်ကလာကားလို့တူကကလိုက်သေးတယ်ကပြီလို့တရုတ်ကလည်းပြန်သွားတော့ပိုင်ရဲချောင်းသွားရှိသမျှအကုန်ပိတ်ယူပြီးတော့ဆက်ဆွဲပါတော့မယ်တော်သားကတော့ဘာမှမစားရသေးဘူးတကိတ်မို့ရင်စားနေပြီပစွန်ဘလို့ခွာပြီးစားရမလဲဆိုရင်ဒီလည်းမျှဝေပေးထားပါရှင်ဒါကတော့ပစွန်ခွာလေးပါcùng chân thế trách em chọn ai đó hai mình đã có cái gì đâu cô khoa bây giờ bây giờ mà tôi khoa lại miếng bia sai tôi khoa lại miếng bia sai lâu bây giờ nè bây giờ tôi khoa đấy số đó cô khoa bây giờ đấy bây giờ tôi ra đấy số đó cô không máyဒါကတော့ကိုခွာပြီးတဲ့ပစုံတွေကိုစားပြီးတော့အင်ကားသွားတာပါပြန်ကန်ကြီးတော့မကိုရောချောကိမို့တကယ်လုံးသွားယူပြီးတော့ထပ်ဆွဲလိုက်ပါသေးတယ်နောက်ဆုံးတော့ပြန်ရမယ့်အခြေအနေရောက်ရှိလာပါပြီအခုဒါဘိုက်ကဝါလို့မစားနိုင်တော့ပေမဲ့အိမ်ပြန်လို့ဘိုက်စားလို့ရှိရင်ပြန်လာနေရတော့မှတွေးပြီးဝမ်းနဲ့ပဲပြန်လာခဲ့လိုက်ရပါတယ်မိတို့ခုသွားစားခဲ့ဆိုင်နေရတော့မယန်းကုန်းမြို့နယ်မိဒမလန်လေးရဲ့ကောင်မှရှိရဲ့စီးပူးစီဆိုင်ဖြစ်ပါတယ်အလားမတက်တာ